ဒီနေ့မှာတော့ Stella ကဒီကားတန်းကြီးကိုပေါ့နော်ဖြတ်စည်းမှာပြောရရင်တော့ကားနဲ့လိုက်တိုင်းမှာပေါ့ Okay so Stella ဒီမှာမီနူတွေကကားတွေအများကြီးထုတ်မယ်from stay ကိုဝင်မယ်ကဲကားတွေအများကြီးထုတ်တော့မယ်ဒီကားထုတ်မယ်နောက်ခုဒီကားမသွားဒီမှာကားထုတ်မယ်နောက်ခုနောက်ကနေပြီးတော့ဒီကားလေးကိုထုတ်မယ်ရပြီဒါ solution တော့ပြီးသွားပြီမေ့နေတာဟိုကြံသေးတယ်ဟိုဒီဖဲအယုတ်ကြီးနဲ့ကားကြီးလေဒါ Stella နဲ့ရှေ့တူလာမယ်တူအောင်ပါကဲတူမယ်ရပြီဒါတောင်မှတော်တော်ရှင်းနေနော်မလေးဘလို့ဖြစ်တာဒါတောင်မှတော်တော်ရှင်းနေနော်ကွာကားတန်းကြီးဆိုင်ရတန်းကြီးတွေကကဲ Stella ဟိုဘက်မှာနေသူကကားရပြီဆိုလို့ရှိရင်သူ့ကားယူလိုက်ဦးမယ်ကားနဲ့သွားချဟာသူကကားမရဘူးကဟာမိပိုင်မဆောင်တော့ဘူးထားလိုက်ပါတော့ Stella ဟိုနားလေးမှာဆိုင်ကယ်တွေ့ဘူးတဲ့ဟိုဆိုင်ကယ်တွေ့ခဲ့ပေါ့နော်အဲ့ဆိုင်ကယ်အရင်စီလို့ကောင်းတာစီချစ်ငယ်ချင်းတို့လေဒီမှာဒီဆိုင်ကယ်သူကသူများတွေကိုချလို့လည်းရတယ်ဒီနားလေးက attack လုပ်လို့လည်းရတယ်ဒါပေမဲ့ Stella ကတော့လုံးမပြတော့ပါဘူးကဲနောက်ကိုသွားမယ်မလေးကြော်သွားပြီမလေးအတော်နောက်ပြန်ဆုံးမရတော့မယ်ဆိုရပြီဒီမှာ Stella ဟိုလိုကြည့်ဖို့ဒီမှာဒီလိုလေးလုပ်လိုက်မယ်အဲ့လိုလေးအဲ့ဒါ solution ကွက်တီကဲဒါတော့တော်တော်ကြီးရှိနေနော်ကားတွေကတော်တော်ကြီးကိုရှိနေကဲဘာကားလို့ဒီလဲဆိုတော့ကြည့်ရအောင်မယ်ဒီကားဒီ police ကားကြီးကြံသေးတယ်ဟာမောင်းလည်းမရတော်သေးရခုမှရသွားကဲတော့မယ်ဒီနော်မလေးတော်သေးလို့ငါတိုက်ပြီလားလို့နည်းနည်းလောက်ရှိတူဒါဆိုရပြီကဲဆုံးလာတွေ့ခဲ့တဲ့ဆိုင်ကယ်ကြီးပါယူမယ်ဆိုင်ကယ်ကြီးကိုမောင်းမယ်ဝါမလေးโอเคသွားမယ်ဒီနေ့တကယ်ချင်းတို့တန်လာတော့မလေးတော်သေးလို့ပေါ့ကွက်တီကြလို့ဟိုဘီရတာထွက်လို့ရှင်ငါမလွယ်ဘူးအေးရပြီအမလေးတိုင်းမိတာလားလူလန့်သွားပဲကဲโอเคဆုပ်ပြီနောက်ခုက Stella ဘာဝင်ကောင်းလဲဟိုတခုကြံသေးတယ်ဘာလဲဆိုတော့တကယ်ချင်းတို့ပြမယ်အဲ့ဒါကြီးကတော့ဟိုမလေးဟိုကားကြီးအိုက်ကားကြီးကဘာလဲဆိုတော့ ambulance ကားကြီးပါဒီမှာတွေ့လားဒီမှာကဲတော့မောင်းသွားမယ်မလေးကဲမောင်းမယ်ရပြီမိုက်တယ်နော်ကဲ Stella တော့ဘာလို့သေးလဲမသိဘူးစဉ်းစားလိုက်မယ်ဟိုတော့မှာဒီနေရာလေးလေကားရောက်နေနေရဒါပေမဲ့ Stella အလကားယူမယ်လကားရလားမလေးမေးကားမောင်းတာမြင်မှရမယ်လူတွေလည်းဆုံးတာဝင်ကြိုက်ကုန်ပြီဟိုကလည်း good night တဲ့သူတည်ရတော့မှโอเคဒါတော့မှနည်းနည်းလေးဟိုပါဖြစ်ကဲရပြီချက်သွားမယ်ဒီဟာကြီးယူမယ်မလေးရဲ့โอเคဒီကနေဒီကိုသွားမယ်ဟာမီးရချကုန်ပြီလို့ကြောင်
မရဘူးဟာဝင်လို့အမလီမနေဝင်ရတယ်ဟာတော်ဝင်ရခတ်တယ်ဟာဟေးရပြီဒီမှာနည်းနည်းလေးရှိတူလိုက်ရပြီဒါဆိုလို့ရှင်ကဲဖြတ်စည်းကြရင်ကောင်းလားအများကြီးရရှိပြီ let's go ဖြတ်စည်းကြရအောင်ကားရဖြတ်စည်းချင်မှဖြတ်စည်းမှာနော်စတေလာကားနဲ့ငယ်ကိုပဲလှုပ်ထားပါတယ်ဘာလို့လဲဆိုတော့ကားရဖြတ်စည်းမှာဆိုအများကြီးရလဲအများကြီးလည်းမလိုဘူးလေဟုတ်တယ်မလားအဲကြောင့်မို့ဒါမဲ့ဒါတောင်မှနည်းနည်းများနေပါ යි ကားဆိုင်ကအနည်းငယ်ကျန်တဲ့ကားရောစတေကျန်တဲ့ကားဆိုင်ကရောစတေလာမလုပ်တော့ဘူးဘာလို့လဲဆိုတော့အများကြီးဖြစ်နေမှာဆိုလို့ yes ဒီဆိုင်ကလေးကိုထုတ်ပြီးတော့သွားမယ်ကျော်သွားပြီအချိန်ပြင်းပြင်းနဲ့တိုက်မယ်မြန်သွားမယ်လာမလဲငါကြားတဲ့ပုံစံကြီးရတယ် okay ဆရာအားလုံးကြည့်ကြတဲ့ကျေးဇူးတင်ပါတယ်ရှင်လူမျိုးစိတ်ဝင်စားစရာကောင်းတဲ့ Sakura ပုံမျိုးလေးကိုကြည့်ချင်ရင်တော့ like subscribe comment share လေးလုပ်ဖို့လည်းမင်းနိုင်အောင်နော်ဆိုတော့ bye